ရှေ့ကအခါကအိန္ဒိယဒေသကြီးမှာပေါ့ဘုံတကူဩဇာအလွန်ကြီးမားလာတဲ့အောက်ကမင်းကြီးအုပ်ချုပ်စိုးစံနေခဲ့တယ်သူ့ရဲ့မိဖုရားကောင်ကြီးမှာအောက်ကမုခကရကန္ဒဟတ္ထိနိကနိပုရာဆိုတဲ့သားတော်လေးပါပိယသူပိယအာနန္ဒာဝိဇိတာသေနာဆိုတဲ့သမီးတော်၅ပါးလဲထွန်းကားခဲ့တယ်သားတော်များဟာရဲစွမ်းတတ္တိပြေဝကြသလိုအချင်းချင်းလဲညီညွတ်ချစ်ခင်ကြတယ်သမီးတော်များကတော့အလှမတရဖူးအရင်မှမြင်သူငေးကြရပြီးစိတ်နေစိတ်ထားအကျင့်စရိုက်များလဲကောင်းမွန်လွန်းကြတယ်လူအများဟာသူတို့ကိုချစ်ခင်လေးစားရိုသေအားကြကြတာပေါ့တနေ့မှာတော့မိဖုရားကောင်ကြီးဟာရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်မိဖုရားကြီးကွယ်လွန်ပြီးတဲ့နောက်မင်းကြီးဟာငယ်ရွယ်ပြီးအလွန်တရာမှချောမောလှပတဲ့မိဖုရားငယ်လေးတစ်ပါးကိုမိဖုရားကောင်ကြီးနေရာမှာအစားထိုးလိုက်ပါတယ်မင်းကြီးဟာမိဖုရားငယ်လေးကိုအလွန်အင်မတန်မှချစ်မြတ်နိုးလာပါတယ်ဒီလိုနဲ့နေ့ရက်တွေကုန်ဆုံးခဲ့ပြီးနောက်မိဖုရားငယ်လေးမှာသားတော်လေးတစ်ပါးဖွားမြင်လာခဲ့တယ်မင်းကြီးဟာသားတော်လေးနဲ့မိဖုရားလေးကိုချစ်မြတ်နိုးလွန်းလာတာမို့လိုရာစုကိုတောင်းရန်အခွင့်ပေးတော်မူခဲ့ပါတယ်အချိန်တစ်ခုကိုစောင့်ပြီးတဲ့နောက်မိဖုရားလေးဟာသူ့ရင်သွေးသားတော်လေးအတွက်တိုင်းပြည်အရှင်ဘယင်စုကိုတောင်းယူလိုက်ပါတယ်ဘယင်နေရာဆက်ခံဖို့သားတော်ကြီးများကလည်းရှိနေတယ်လိုရာစုတောင်းရန်စကားကြွံပြီးလည်းဖြစ်နေခဲ့တယ်ဘယင်ကြီးခမညာအခက်ကြီးကြုံရတော့တာပေါ့ဘယင်ကြီးဟာနောက်ဆုံးမှာတော့သားတော်ကြီးတွေကိုအဖြစ်မှန်ကိုဖွင့်ပြောခဲ့ပါတယ်မိဖုရားလေးရဲ့အသက်အန္တရာယ်ချင်းချောက်မှုတွေနန်းတွင်းရံပွဲတွေရှိလာနိုင်တာမို့သားတော်ကြီးများကိုအဝေးစီမှာထွက်ခွာသွားနေကြဖို့မင်းကြီးကအကြံပြုမိန့်မာခဲ့ပါတယ် Go away, my sons. Go away. နောက်ဆုံးမှာသားတော်ကြီးများဟာနန်းတော်မှဝေးရာကိုထွက်ခွာသွားခဲ့ကြတယ်သားတော်ကြီးများနဲ့အတူအမတော်ညီမတော်မင်းသမီး၅ပါးနောက်လိုက်နောက်ပါချွေရန်သင်းပင်များစွာလဲလိုက်ပါသွားခဲ့ကြတယ်သားတော်ကြီးများဟာအရှိမြောက်ရပ်ဘက်ကိုဦးတည်ထွက်ခွာလာခဲ့ကြတယ်ဟိမဝန္တာတောင်ကြီးတနေရာအရောက်မှာတော့အလွန်အေးချမ်းသားရလှတဲ့တစ်တော်အုပ်ကြီးကိုတွေ့ကြရတယ်တတော်လုံးကျွမ်းမြင့်တွေကြီးပြည့်လွတ်နေပြီးအရိပ်အာဝါသားကလည်းကောင်းလွန်းလာတယ်အဲ့ဒီကျွန်းတော်အုပ်ကြီးထဲမှာကပိလာဆိုတဲ့ရဲသိသူတော်စင်တဦးတရင်သုံးနေတာကိုလည်းတွေ့ကြရတယ်အနီးနားမှာရေတသွင်သွင်စီးဆင်းနေတဲ့မြင့်ငယ်တစ်စင်းကိုလည်းတွေ့ကြရတယ်အံ့ဩစရာကောင်းလာတာကရသေကြီးရဲ့ကြောင်သင်္ကန်းအနီးဝန်းကျင်မှာကျက်တစ်တမင်ဒရဲရုံတငယ်တို့လိုသားရိုင်းတွေဟာအချင်းချင်းရံမပြုတ်ကြပဲချစ်ကြည်နူးစွာပျော်မြူးဆော့ကစားနေကြတာကိုမြင်တွေ့ကြရတာပဲဖြစ်တယ်ဓာတွေအားလုံးကိုရှုမြင်သုံးသပ်ပြီးသားတော်ကြီးများဟာဒီရဟာအလွန်ပဲအေးချမ်းသာယာလှတဲ့မြေမြတ်မဟာဖြစ်တယ်ဒီနေရာမှာပဲအခြေချနေထိုင်ကြကုန်စို့လို့တိုင်ပင်ဆုံးဖြတ်ကြပြီးမြို့သစ်တည်နေထိုင်ဖို့ပြင်ဆင်ကြပါတော့တယ်သူတို့တည်တဲ့မြို့သစ်ကြီးကိုရှေးဦးတရင်သုံးနေထိုင်သူတော်စင်ကပိလရသေကိုအစွဲပြုပြီးကပိလဝတ္ထုကပိလရဲ့နေရာလို့အမည်သမုတ်လိုက်ကြပါတယ်မြို့သစ်တည်ကြပြီးနောက်သားတော်ကြီးများဟာ
အချင်းချင်းညှိနှိုင်းတိုင်ပင်ကြပြီးထီနန်လူမှုတွေကြောင့်ညီအကိုချင်းတပ်ဖြတ်မှုများမရှိကြစေရန်အလှည့်ကျပရင်လို့အုပ်ချုပ်တဲ့စနစ်ကိုကျင့်သုံးကြဖို့အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်မင်းမျိုးမင်းနွယ်မပြတ်စေရန်မင်းမျိုးအစ်စ်တည်ရှိနေစေရန်အတွက်လဲအကြီးဆုံးအမကြီးကိုခြံထားပြီးအကိုကြီးကဒုတိယညီမဒုတိယအကိုကတတိယညီမစသဖြင့်မောင်နှမချင်းထိမ်းများလက်ဆက်ကြကမင်းမျိုးဇာတိသွေးကိုအခြားသွေးနှောက်မခံပဲထိမ့်သိမ့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အောက်ကမင်းကြီးဟာသားတော်ကြီးများရဲ့မြို့သစ်တည်နေထိုင်ကြဖို့ညီညွတ်စွာအုပ်ချုပ်ကြဖို့အမျိုးနွယ်ကိုစောင့်ရှောက်ထိမ့်သိမ့်ကြပုံများကိုတရင်စကားပြန်ကြားရတဲ့အခါအလွန်ပဲအားရကျေနပ်လာပြီးတက်ကြဝတ္တဘောပရမတက်ကြဝတ္တဘောစွမ်းနိုင်ကြပါပေစွာငါသားတော်ကြီးများဟာအလွန်ပဲစွမ်းနိုင်ကြပေစွာတကားလို့ဝမ်းမြောက်စကားဖွင့်ဟမြွက်ကြားမိခဲ့ပါတယ်အောက်ကမင်းကြီးရဲ့ဒီနှုတ်မြတ်စကားကိုအစွဲပြုပြီးသားတော်ကြီးများအုပ်စုကိုတက်ကြအုပ်စုလို့နာမည်ကျော်ကြလူသိများသွားစေခဲ့တယ်အဲ့ဒီကအစပြုလို့တက်ကြမျိုးနွယ်တာကီဝင်လူမျိုးဆိုတာစတင်ဖြစ်ပေါ်လာခဲ့ပါတယ်သားတော်ကြီးများစတင်ခဲ့တဲ့တက်ကြလူမျိုးစုဟာကပိလဝတ္ထုမြို့လေးမှာအချင်းချင်းညီညွတ်စွာအုပ်ချုပ်နေထိုင်လာခဲ့ကြတယ်ကာလကြာရှည်လာတဲ့အခါမှာတော့ခက်လန်းလန်းကမြစ်တစ်ဖက်ကမ်းနားလေးမှာပဲဒေဝတဟာဆိုတဲ့မြို့သစ်တစ်မြို့ကိုထပ်မံတည်ထောင်ခဲ့ကြပြန်ပါတယ်ကပိလဝတ္ထုနဲ့ဒေဝတဟာမြို့နှစ်မြို့ဟာအမြဲမပြတ်ရွှေလန်းငွေလန်းဆက်ခဲ့ကြပြီးသူ့မြို့သူနဲ့ကိုမြို့သားအချင်းချင်းလက်ဆက်ထိမ်းများကြကချစ်ခင်ရင်းနှီးစွာပဲနေထိုင်ရပ်တည်ခဲ့ကြပါတယ်ဒါကတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့ကိုးကွယ်အားထားရာသုံးလောကသခင်ဖယားရှင်ဖြစ်တော်မူလာမဲ့ဂေါတမဗုဒ္ဓလောင်းလျာတိဋ္ဌထမင်းသားလေးရဲ့ဇာတိဒေတာမိဘတက်ကြလူမျိုးစုတို့ရဲ့တမိုင်းဇက်လံအစတွေပေါ့